ကဲခုပဲကစားပြီးသွားတဲ့ကျော်စွာဝင်းနဲ့ခုမာဝတ်တို့ရဲ့ပွဲပြီးသုံးသက်ချက်ဖြစ်ပါတယ်ဒီပွဲကဒီပြည်သက်တွေရဲ့ရှုအောင်ကကြည့်မယ်ဆိုရင်တော့တကယ်ကိုကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်တကယ်ကို exchange တွေအများကြီးတွေ့ရတဲ့ battle တစ်ခုဖြစ်ခဲ့တယ်ကျော်စွာဝင်းအနေနဲ့ဒီပွဲမှာအမှတ်အဆုံးဖြတ်မှာကပ်ပြီးတော့ရှုံးနေခဲ့တယ်ဆိုပေမဲ့ performance အရတော့အရင်ပွဲတွေကကျော်စွာဝင်းထက်မနှိမ့်တဲ့စွမ်းဆောင်ရည်မျိုးကိုပြသနိုင်ခဲ့တယ်ပို့ပြီးတော့တိုးတက်လာတဲ့အပိုင်းတွေလည်းတွေ့ရတယ်ဆိုပေမဲ့ဒီမပြင်နိုင်သေးတဲ့အမှားအချို့ကလည်းသူ့မှာရှိနေတော့မယ်ပေါ့နော်နောက်တစ်ခုကကျော်စွာဝင်းအနေနဲ့ကိုမာဝက်ရဲ့ pocket ထဲကိုဝင်ထိုးတဲ့အခါမှာတတိပို့ပြီးတော့ကောင်းလာတာလည်းတွေ့ရတယ်ပထမအချီမှာဆိုလို့ရှိရင်ကျော်စွာဝင်းကဒီကိုမာဝက်ရဲ့ close range ထဲကိုဝင်ပြီးတော့ထိုးတဲ့အခါမှာဒီ battle ရဲ့ offensive state မှာရော defensive state မှာရောcatch မလွတ်တာကိုလည်းသတိထားမိတယ်ဒီချက်ကတော်တော်လေးကောင်းတဲ့အချက်ဆိုပေမဲ့နောက်တစ်ခုကတော့ဒီကျော်စွာဝင်းအနေနဲ့ကိုမာဝက်ရဲ့ pocket ထဲမှာကြာကြီးနေပြီးတော့လက်သီးချင်း exchange လုပ်တာကတော့ဒါအမှတ်တွေပြန်ပေးရတဲ့အချက်လို့ကျွန်တော်တို့မြင်ပါတယ်တကယ်တော့ဒီပွဲက tactical landscape အရဆိုလို့ရှိရင်တော့ကျော်စွာဝင်းက pressure fighter ဖြစ်သွားပြီးတော့ဒီကိုမာဝက်ကကြတော့ counter fighter ဖြစ်သွားတယ်ဒီလိုအခြေအနေမျိုးမှာကိုက pressure fighter ဆိုပေမဲ့လည်းပြိုင်ပွဲရဲ့ဒီ pocket ထဲမှာအကြာကြီးမနေသင့်ဘူးထိုးစရာရှိတာထိုးထွက်စရာရှိတာပြန်ထွက်ပြီးတော့ tactical switch တွေနောက်တစ်ခုကဒီ positioning switch တွေနဲ့ angle chain တွေပြောင်းပြီးတော့ကစားမယ်ဆိုလို့ရှိရင်ကိုမာဝက်အနေနဲ့ပို့ပြီးတော့ဒီဒုက္ခရောက်သွားနိုင်တယ်တိုင်ပတ်သွားနိုင်တယ်ဆိုပေမဲ့ကျော်စွာဝင်းကတော့ဒီ close exchange တွေကိုပဲဖန်တီးသွားတာလည်းတွေ့ရတယ်ဒီအပိုင်းမှာသူအားသာတဲ့အပိုင်းလည်းရှိတယ်လို့ပြန်ပြီးတော့အားနေသွားတဲ့အပိုင်းတွေလည်းရှိတယ်အဓိကတော့ risk ပိုများသွားတာပေါ့လေ game ကိုအသာစီးအနေထားကနေမဟုတ်တော့ဘဲနဲ့သူတပြန်ကိုတပြန်အနေထားပြန်ပေးလိုက်ရတဲ့အခြေအနေမျိုးဖြစ်သွားတာပေါ့ဒီပွဲမှာကျော်စွာဝင်းကိုတိုးတက်လာတဲ့အပိုင်းတွေလည်းအများကြီးတွေ့ရတယ်နောက်တစ်ခုကဒီ stretch elbow ရိုက်တဲ့အပိုင်းတွေခြေထောက်ကိုဆွဲပြီးတော့ပြန်ထိုးတဲ့အပိုင်းတွေမှာဆိုလို့ရှိရင်တော်တော်လေးတိုးတက်လာတာလည်းတွေ့ရတယ်ဘယ်အပိုင်းနေတိုးတက်လာသေးတယ်လဲဆိုလို့ရှိရင်တော့ဒီ clinch အနေထားတွေမှာပြိုင်ပွဲနဲ့ရှင်ပြီးတော့ဒူးတိုက်တာတွေတောင်ရိုက်တာတွေမလုပ်တော့ဘဲနဲ့ body shot တွေပြန်ထိုးတဲ့အပိုင်းတွေကလည်းတော်တော်လေးအားရစရာကောင်းတယ်နောက်တစ်ခုကကျွန်တော်မြင်မိတဲ့အပိုင်းကကြတော့ကျော်စွာဝင်းအနေနဲ့ power ဘိုင်းနဲ့ဒီတက်လုံဘိုင်းကစိတ်ပူစရာမလိုဘူးဆိုပေမဲ့ဒီ punch accuracy နဲ့ striking accuracy ဘိုင်းမှာတော့နည်းနည်းလေးအားနည်းနေသေးတယ်လို့ပဲမြင်ပါတယ်ကျွန်တော်တော့ဒီပွဲကိုအမှတ်ပေးစင်းမြင့်အရာဆိုလို့ရှိရင်ကျော်စွာဝင်းအသာရတယ်လို့ခံစားမိတယ်ဒါကကို fighter မလို့ပြောတာမဟုတ်ဘူးကိုလူမလို့ပြောတာမဟုတ်ဘူးကျွန်တော်ဘယ်ဘက်ကမှမပါဘဲနဲ့အမှတ်ပေးဒိုင်နေရနေကြည့်တယ်ကျော်စွာဝင်းကပဲထိချက်ပိုသားတယ်ပို့ပြီးတော့ဥဆောင်ကစားတယ်ပို့ပြီးတော့ aggressive ဖြစ်တယ်လို့ပဲခံစားရတယ်ဒုတိယအချိန်မှာတောင်ရိုက်ချက်တွေကနေပြီးတော့နှစ်ယောက်စလုံးကွဲသွားတဲ့အနေအထားတွေကလွဲရင်ကိုမောင်ဝက်အနေနဲ့ကျော်စွာဝင်းထက်ပို့ပြီးတော့ damage ပေးနိုင်ခဲ့တယ်လို့မခံစားရဘူးကျော်စွာဝင်းထက်ပို့ပြီးတော့ဒီထိချက်ပိုများတယ်လို့လည်းကျွန်တော်မခံစားရဘူးပေါ့နော်ကျွန်တော်ပဲကျော်စွာဝင်းဘက်ကကြည်နေလို့လားတော့မပြောတတ်ဘူးတတိယအချိန်မှာဆိုရင်တော့ကျော်စွာဝင်းအနေနဲ့ဒီသွေးထွက်လွန်ပြီးတော့ဒေါက်တာ stoppage နဲ့ရက်လိုက်တာကလွဲရင်ကျန်တဲ့အပိုင်းကကိုမာဝက်ကိုစိုးရင်စရာမရှိဘူးလို့ကျွန်တော်တော့ပွဲထဲမှာတွေးမိခဲ့ရပါတော့ပွဲကြည့်နေရင်လည်းဒေါက်တာ stoppage နဲ့မြန်ရက်သွားမလားအဲ့ဒါလေးပဲစိုးရင်မိတာလက်သီးချက်နဲ့ကျသွားမှာတော့ဘာညာတော့တိတ်ပြီးတော့စိတ်မပူးပေါ့နော်ကျော်စွာဝင်းရပဲဒီအချိန်မှာလည်းပို့ပြီးတော့ဖိထိုးနိုင်တယ်ပို့ပြီးတော့ထိချက်ပိုများတယ်လို့ကျွန်တော်တော့ထင်တာပေါ့နော်ဒါပေမဲ့သူတို့အမှတ်ပေးတိုင်နေဘလို့ပေးလိုက်လဲတော့မပြောတတ်ဘူးကျွန်တော်တယောက်တည်းအမြင်ပေါ့နော်တခြားသူတွေနဲ့အမြင်တူချင်းမှလည်းတူလိမ့်မယ်ကို့အမြင်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီပွဲမှာကျော်စွာဝင်းကပ်ပြီးတော့တောင်မဟုတ်ဘဲနဲ့အမှတ်ပြတ်နဲ့နိုင်မယ်ဆိုရင်တော့နိုင်လို့ရတဲ့အနေထားလို့ထင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ဒီတိတလောက်ကလေးနဲ့နားလေတလောက်ကလေးသုံးသက်ပြီးတော့ပြောပြပေးခဲ့တာဖြစ်ပါတယ်ဘရာသာတို့ထဲမှာလည်းကျွန်တော်ထက်တိပြီးတော့ကျွန်တော်ထက်နားလေလူတွေအများကြီးပါပါတယ်အဲ့တော့အားလုံးနဲ့အမြင်မတူရရှိရင်လည်းနားလေပေးပါလို့ပြောချင်ပါတယ်နောက်ဗီဒီယိုကျမှပြန်တွေ့ပါမယ်ကျေးဇူးများတင်ပါတယ်